1950ပြည့်လွန်နှစ်တွေမှာအမေရိကန်စစ်တပ်ဟာရန်သူနယ်မြေတွေကမိမိတို့စစ်သားတွေကိုလေယာဉ်ဆင်းစရာမလိုပဲဘလို့အလင်းအမြန်ကယ်ထုတ်မလဲဆိုတာကိုစူးစမ်းခဲ့ရကနေဒီထူးခြားတဲ့ Fulton Steel စနစ်ပေါ်ပေါက်လာခဲ့ပါတယ်ဒီစနစ်ကတကယ်ကိုရိုးရှင်းပေမဲ့ရဲရဲဝံ့ဝံ့ရှိဖို့တော့လိုအပ်ပါတယ်ကယ်ထုတ်ခံရမည်သူဟာမိုးပြန်ပူပေါင်းဘုံလုံးတစ်ခုနိုင်လွန်ကြိုးအရှိကြီးတစ်ချောင်းနဲ့အထူးပြုလုပ်ထားတဲ့ဝတ်စုံ harness ပါတဲ့အထုပ်ကိုဖွင့်လိုက်ရပါတယ်ပူပေါင်းကိုဟီလီယမ်တံငွေ့နဲ့မှုတ်ပြီးကောင်းကင်ပေါ်လွှတ်တင်လိုက်တဲ့အခါနိုင်လွန်ကြိုးဟာမိုးပေါ်ကိုထောင်တက်သွားပါတယ်အဲ့အချိန်130 Hercules လေယာဉ်ရဲ့ရှေ့မှာတက်ဆင်ထားတဲ့ပုံစံတမဏိခက်ရင်းနဲ့အဲ့ဒီကြိုးကိုလေထဲမှာတင်ချိတ်ယူဖမ်းဆီးလိုက်ပါတယ်လေယာဉ်ကရှေ့ကိုအရှိန်နဲ့မောင်းသွားတဲ့အခါလူဟာကောင်းကင်ပေါ်ကိုတုတ်ခနဲ့ပါသွားပြီးလေရင်နောက်မီးကနေတဆင့်အတွင်းထဲကိုဆွဲတင်ခြင်းခံရတာဖြစ်ပါတယ်။မြင်ရသူအဖို့တော့လူဟာလေထဲမှာအရှိန်ပြင်းပြင်းနဲ့ပါသွားလို့အလွန်ထိခိုက်နာကျင်မယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့နိုင်လွန်ကျိုးရဲ့ကျုပ်ဆက်နိုင်စွမ်းကြောင့်ရရှိတဲ့အရှိန် force ဟာလေထီးခုန်တာထက်တောင်နည်းပါတယ်လို့ဆိုကြပါတယ်။ဒီနည်းပညာကို Batman The Dark Knight ရုပ်ရှင်ထဲမှာ Batman ကဟောင်ကောင်ကလူဆိုးကိုကယ်ထုတ်သွားတဲ့အခန်းမှာအသုံးပြုခဲ့တာကြောင့်လူသိပိုများလာခဲ့ပါတယ်လက်တွေ့မှာလည်း CN နဲ့ Special Forces တွေဟာဒီစနစ်ကိုစစ်စင်ရေးပေါင်းများစွာမှာအောင်မြင်စွာအသုံးပြုခဲ့ကြပါတယ်ဒါကြောင့် Fulton Steel ဟာလေကြောင်းပညာနဲ့စစ်ဖက်ဆိုင်ရာတီထွင်စမ်းသစ်မှုတွေမှာအလွန်စွန့်စားရပေမဲ့ထိရောက်လွန်းတဲ့နည်းပညာတစ်ခုပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုနားဆင်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ရအောင်เนาะ bye bye